မင်္ဂလာပါကျွန်တော်တို့ Healthy Voices Channel ကနေပြီးတော့ကျမကြီးနဲ့ဆိုင်ရဲ့ဘူးတရလေးတွေညှဝပေးဖို့ဒီတစ်ခေါက်ကတော့ကျွန်တော်တို့ခုလိုမိုးရသည်မှာအဖြစ်အများဆုံးတုပ်ကွေးယောဂအကြောင်းပေါ့ကျွန်တော် flu ဆိုတော်များများသိကြတယ်ကျွန်တော်အထူးယောဂကုဆရာဝန်တွေမှာဆိုရင်လည်း flu ရသည်ဆိုတာဒီလိုမျိုးမိုးရသည်ဆိုတာ flu ရသည်ပေါ့အဓိကပြောချင်တာဒီ flu ရသည်မှာဖြစ်တတ်တဲ့တုပ်ကွေးအကြောင်းပေါ့တော်တော်များများဒီရောတွေတက်တာကတာမန်အေးမိနှာစီးချောင်းဆိုးနဲ့ဒီတုပ်ကွေးယောဂနဲ့ flu ယောဂနဲ့တော့ရောထွေးအမှန်တကယ်ကျတော့တာမန်နှာစီးချောင်းဆိုးအေးမိတာကျတော့တုပ်ကွေးလောက်မပြင်းထန်ဘူးပေါ့နော်မိုးမိရဲ့နှာစီးရဲ့ချောင်းဆိုးရဲ့တရက်နှစ်ရက်နောက်နေတက်တာပဲတုပ်ကွေးကကျတော့ကိုပူမယ်ပြင်ခဏကိုကြိုက်ခဲတာတအားများတယ်ကြိုက်ခဲမယ်ခေါင်းကိုက်မယ်ပြီးတော့ချောင်းဆိုးရင်လည်းချောင်းကြောက်ဆိုးမယ်ပြီးတော့မှလေချောင်းနာတွေပါလည်းရှိမယ်အဲ့ဆိုလို့ရှိရင်တော့ဒါတုပ်ကွေးဖြစ်ပြီပေါ့လေဒီမျိုးအကြမ်းမြင်သတ်မှတ်တာပေါ့တုပ်ကွေးယောဂဖြစ်ရင်စီကံတော့ရမလားဆိုတော့ယောဂလက္ခဏာပေါ်မူတည်တယ်တာမန်အားဖြင့်လူမျိုးချားတာနာတာကြိုက်ခဲတာလောက်ကတော့ဒီမှာပဲအနားယူမယ်ကြိုက်ခဲပြောက်စီပါရာစီတမောလိုမျိုးတောက်လို့ရတယ်ချောင်းဆူပြောက်စီကျွန်တော် OTC ဆေးတွေဆေးရုံဆေးကန်းတွေကနေပြီးတော့အလွယ်တကူဝယ်လို့ရတဲ့အကြိုက်ခဲပြောက်စီတွေချောင်းဆူပြောက်စီတွေတောက်ပြီးတော့အနားယူလို့ရတယ်ရေများများတောက်ပါပြီးတော့မှယောဂလက္ခဏာကဒီ2ရက်3ရက်နေလို့မှမတက်တာဘူးတော်တော်ကိုပြင်းထန်လာပြီဆိုရင်တော့ဆေးရုံဆေးကန်းကိုတွားရောက်ပြသဖို့လိုအပ်တယ်ပေါ့ influenza လို့ခေါ်တဲ့တုပ်ကွေးကဘာကြောင့်ဖြစ်တာလဲဆိုတော့သူ virus ကိုကြောင့်ပါflu virus ပေါ့ influenza virus ကိုခေါ်တယ်သူထူးခြားတာဒီ virus ကတစ်နှစ်နဲ့တစ်နှစ်ပုံစံမတူဘူးတော့မျက်စိနဲ့မြင်အောင်ပြောရင်ဒီ virus ရဲ့သူ့ရဲ့အပေါ်မှာရှိတဲ့ protein ပေါ့နော် protein ကအမြဲတမ်းပြောင်းနေတော့ကာကွယ်ဆေးကလည်းအမြဲတမ်းတစ်နှစ်တစ်ခါထိုးနေရတယ်ဆိုတော့ကျွန်တော်တို့ဒီကမ္ဘာမှာဆိုလို့ရှိရင်အကြမ်းမြင်တုပ်ကွေးကာကွယ်ဆေးက2ချိန်သူတို့သတ်မှတ်ထားရှိတယ်ဆိုတော့ဒီခုလိုမျိုးမိုးတွင်းတက်ရယ်ဆောင်းတွင်းတက်ရယ်ဒါတော့ကျွန်တော်ယာဒီလိုက်ပြောတာဖြစ်ပေမဲ့သူကကမ္ဘာတောင်ဘက်ခြမ်းနဲ့မြောက်ဘက်ခြမ်းဆိုခွဲထားတာပေါ့လေအဲ့ဒီမှာတစ်နှစ်နဲ့တစ်နှစ်ထုတ်လုပ်တဲ့ဆေးတွေကမတူကြဘူး။ဘာကြောင့်မတူလဲဆိုတော့ကျွန်တော်ရှေ့မှာပြောထားတယ်လို့ဒီတုပ်ကွေး virus မှာပါတဲ့ protein ကနှစ်တိုင်းတော့ပြောင်းတာသဘောကဒီတုပ်ကွေးဆေးကိုဒီ virus ကမှတ်မိသွားဆိုတော့သူ့ရဲ့ survival ပေါ့သူရှင်သန်ဖို့အတွက်သူကသူ့ရဲ့ protein ကိုပြောင်းပစ်တာဆိုတော့နှစ်စဉ်ဆိုရင်ကျွန်တော်နှစ်အစပိုင်းပေါ့နော်နှစ်တစ်နှစ်ရဲ့အစပိုင်းမှာဆိုရင် WHO ကနေပြီးတော့ guideline တွေထွက်တယ်ဒီနှစ်အတွက်ဆိုလို့ရှိရင်တော့ဒီပိုးတွေကိုကာကွယ်တဲ့ကာကွယ်ဆေးထုတ်ရမယ်ဆိုပြီး guideline တွေထုတ်တဲ့အခါမှာဒီစိတ်ကုံမီကနေပြီးတော့တုပ်ကွေးကာကွယ်ဆေးထုတ်နော်ဒီနှစ်စဉ်ဖြစ်တဲ့ယာတီတုပ်ကွေးကိုမဖြစ်အောင်ကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းကတော့တုပ်ကွေးကာကွယ်ဆေးထိုးခြင်းပေါ့ကျွန်တော်နိုင်ငံကကြတော့ monsoon လို့ခေါ်တဲ့ဒီမုတ်တုံယာတီမှာတုပ်ကွေးဖြစ်တာများတဲ့အတွက်ကြောင့်မို့လို့ဒီမိုးရာသီအတွက်ထွက်တဲ့တုပ်ကွေးကာကွယ်ဆေးကထိုးဖို့တင်တယ်ကျွန်တော်တို့ဟိုအေးပိုင်းနိုင်ငံတွေပေါ့နော်အဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်တော့ဆောင်းတွင်းလို့ခေါ်တဲ့ဆောင်းရာသီမှာထွက်တဲ့တုပ်ကွေးကာကွယ်ဆေးကိုထိုးရတယ်ဒါပေမဲ့လည်းကျွန်တော်အဲ့ဒီဇင်ဘာနိုဝင်ဘာအဲ့မှာထွက်တဲ့တုပ်ကွေးကာကွယ်ဆေးကိုလည်းကျွန်တော်တို့စီမှာထိုးတာတွေလည်းရှိတယ်ဘယ်လိုလူမျိုးလဲဆိုတော့နာတာရှည်ယောဂခံစားနေရတဲ့တက်ကြီးပိုင်းလူနာတွေဒီနှလုံးသွေးတို့စီးတို့အစရှိတဲ့နာတာရှည်ဝေဒနာခံစားနေရသူလူတွေကြတော့ယောဂပိုးဝင်တာလွယ်တဲ့အတွက်ကြောင့်မို့လို့သူတို့ကိုဆိုရင်တော့ဒီမိုးရင်းကတော့မဖြစ်မနေထိုးရမှာပေါ့နော်ဆောင်းတွင်ကာကွယ်ဆေးကိုလည်းထိုးကြတာများတယ်ဒါကတော့ကာကွယ်ဆေးအကြောင်းပါဘယ်လိုကူးဆက်လဲဘယ်လိုကာကွယ်မလဲဆိုတာကကြတော့ကျွန်တော်တို့ဒီကိုဗစ်နောက်ပိုင်းဆိုရင်တော့ရှင်းရှင်းဝေးပြောကြရမလို့ဘယ်လိုကူးဆက်လဲကိုဗစ်လိုပဲကူးဆက်တယ်လို့အကြမ်းမြင်ပြောလိုက်တော်တော်များများရှိပါပြီနော်တချင်းလေးတောင်ရှိသေးတယ်ကျွန်တော်လက်ကိုခဏဆေးပါလူစုလူဝေးရှောင်ရှားပါနာစီချောင်းဆိုရင်ပုတ်ထားပါဗောနော်ဒီအသက်ရှူလမ်းကြောင်းတစ်ဆင့်ကူးတာပေါ့ကျွန်တော်နာစီချောင်းဆိုးလိုက်ရင်ထွက်လာတဲ့ဒီထဲမှာပြန့်နှံ့သွားတဲ့အမှုန်မွှားလေးအဲ့ရရင်တစ်ဆင့်ကူးဆက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီခုနကပြောခဲ့တဲ့လက်ဆေးတာနာစီချောင်းဆိုရင်အုပ်ထားတာလူစုလူဝေးရှောင်ရှားတာကိုလိုက်နာမယ်ဆိုလို့ရှိရင်ကျွန်တော်ကကိုယ်စီကိုကူးဆက်တဲ့နှုန်းကျော့သွားနိုင်တယ်။ဒါကြောင့်အကြမ်းမြင့်ပြန်ပြောပါဆိုရင်၃ချက်ပေါ့မဖြစ်အောင်ပထမဦးဆုံးတုပ်ကွေးကာကွယ်ဆေးထိုးလို့ရတယ်။နောက်တစ်ချက်ကကြတော့ဒီလိုမျိုးဖြစ်နိုင်ခြေရှိတဲ့လက္ခဏာတွေဖြစ်နိုင်ခြေရှိတဲ့အခြေအနေတွေကိုရှောင်ရှားလို့ရတယ်။နောက်တစ်ချက်ကကြဖြစ်လာပြီဆိုလို့ရှိရင်လည်းတာမန်ဒီယောဂလက္ခဏာတက်တာအောင်ကိုယ်အိမ်မှာကိုအနားယူပြီးတော့တောက်ဆေးလေးတောက်လို့ရတယ်ဘယ်လိုမှမတက်တာဘူးဆိုလို့ရှိရင်တော့ဆေးရုံဆေးကန်းကိုရတာတယ်ပါတုပ်ကွေးယောဂနဲ့ပတ်သက်တဲ့အကြောင်းကိုကျမကြီးဘူးဒုတာအနေနဲ့ပြောပြတာဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အားလုံးဒီလိုမျိုးကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အသုံးဝင်တဲ့အကြောင်းအရာလေးကိုကြည့်ရှုရတာနှစ်သက်တယ်ဆိုရင် Grace Twin Hair YouTube Channel ကို Subscribe လုပ်ဖို့မမေ့နဲ့နော်ပြီးတော့သိချင်တဲ့အကြောင်းအရာတွေမေးခွန်းရှိရင်လည်း comment မှာရေးခတ်ပေးပါအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်